1969ခုနှစ်ဇူလိုင်20ရက်တကဘာလုံးကလူသားတွေဟာရင်တထိတ်ထိတ်နဲ့ TV ဖန်သားပြင်ရှေ့မှာထိုင်နေခဲ့ကြပါတယ်။ Neil Armstrong လပေါ်ကိုပထမဆုံးခြေချလိုက်တဲ့တမိုင်းဝင်အချိန်ပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာကဘာမြေကိုပြန်ပို့တဲ့အတန်လိုင်းဟာ2မိနစ်တိတိပြတ်တောက်သွားခဲ့ပါတယ်။ NASA ကတော့ဒါစက်ပစ္စည်းချို့ယွင်းမှုလို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီ2မိနစ်အတွင်းမှာတကယ်ဘာတွေဖြစ်ပျက်ခဲ့တာလဲ။နောက်ပိုင်းမှာပေါက်ကြားလာတဲ့အပျော်တမ်းရေဒီယိုသမားတွေရဲ့အတန်ဖိုင်အရာ Armstrong ဟာဒီမှာအရာဝတ္ထုကြီးတွေရှိနေတယ်။သူတို့ကငါတို့ကိုစောင့်ကြည့်နေတာမယုံနိုင်စရာပဲလို့အလန့်တကြားပြောခဲ့တာကိုသိရပါတယ် Oh boy, it's really something super fantastic here. You couldn't ever imagine this. Roger, we know about that. Could you go the other way? Go back the other way. Well, that's kind of rich and pretty spectacular. God, what is that there? That's a hollow. What the hell is that? ဒါဟာတကယ်ပဲဂျိုသားတွေရဲ့အခြေစိုက်စခန်းကိုသူတို့တွေးခဲ့တာလားအဆိုးဆုံးကတော့အပိုလို70ပြီးရဲ့နောက်မှာ NASA ဟာလပေါ်ကိုနောက်ထပ်နှစ်ပေါင်း90ကြာအောင်ဘာလို့လုံးဝမသွားတော့တာလဲဆိုတာပါပဲနီးပညာတွေဒီလောက်တိုးတက်နေတဲ့ခေတ်မှာ NASA ဟာပတ်စံမရှိလို့ဆိုတဲ့စင်ကျင်ကိုပဲအမြဲပေးနေပါတယ်ဒါပေမဲ့အမှန်တရားကတော့လကဘာဟာကျွန်တော်တို့ပိုင်တဲ့နေရာမဟုတ်ဘူးဆိုတာကိုသူတို့သိသွားလို့လားဒါမှမဟုတ်တစုံတစ်ယောက်ကနောက်တစ်ခါပြန်မလာနဲ့လို့တတိပေးလိုက်တာလားတကယ်တော့အပိုလိုအစီအစဉ်ရဲ့တမိုင်းကြောင်းဟာအောင်မြင်မှုတွေနဲ့တည်းမဟုတ်ပဲကြောက်စရာကောင်းတဲ့ဖြစ်ရဆိုတွေဖုံးကွယ်ထားတဲ့အမှားယွင်းတွေနဲ့ပြည့်နှက်နေတာပါအစာပိုင်းအပိုလို1ကလေးကနမိတ်မကောင်းခဲ့ပါဘူး1968ခုနှစ်မြေပြင်စမ်းသပ်မှုတစ်ခုမှာတင်အောက်ဆီဂျင်ယိုစိမ့်မှုကြောင့်မီးလောင်ကျွမ်းပြီးအာကာသယာဉ်မှူး3ယောက်ဟာအာကာသယာဉ်ထဲမှာတင်အရှင်လက်လက်လောင်ကျွမ်းသေဆုံးခဲ့ရပါတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့အော်ဟစ်တန်တွေဟာ NASA ရဲ့မှတ်တမ်းတွေထဲမှာအခုထိခြောက်ခြားစရာကောင်းနေစေပါဒါရင်မကပါဘူးအပိုလို11ခရီးစဉ်မှာတော့ Neil Armstrong တို့ဟာလပေါ်ကိုစေးသက်ခံဒီမှာကွန်ပျူတာ error တွေတက်ခဲ့ပြီးလောင်စာစီဟာစက္ကန့်ပိုင်းစာပဲကျန်တော့တဲ့အထိအသက်ဘေးနဲ့နီးခဲ့တာပါအပိုလိုတာတီးဆိုရင်တော့ပိုဆိုးပါတယ်လကဘာကိုတွားရင်းနဲ့လမ်းမတင်အောက်ဆီဂျင်တိုင်ကြီးပောက်ကွဲသွားပြီးအာကာသယာဉ်မှူး3ယောက်ကအာကာသရဲ့အေးဆက်မှောင်မိုက်နေတဲ့အနက်ရှိုင်းဆုံးနေရာမှာအသေးခံဖို့ပြင်ဆင်ခဲ့ရပါတယ်ကဘာမြေကိုပြန်ရောက်ဖို့ရေခဲတမျှအေးဆက်နေတဲ့ရင်ငယ်လေးထဲမှာသူတို့ဘလို့တိုက်ပွဲဝင်ခဲ့ရလဲဆိုတာ NASA ရဲ့အမောင်ဆုံးနေ့ရက်တွေပဲဖြစ်ပါတယ်အပိုလို14မှာလည်းအာကာသယာဉ်မှူးအကာမစ်ချယ်ဟာလပေါ်မှာထူးဆန်းတဲ့အင်အားစုတစ်ခုခုဟာသူ့ကိုစောင့်ကြည့်နေတယ်လို့ခန်းစားခဲ့ရတယ်လို့နောက်ပိုင်းမှာဝန်ခံခဲ့ပါတယ်သူဟာလပေါ်ကပြန်လာပြီးတဲ့နောက်မှာဂျိုသားတွေရှိကြောင်းကိုအပြင်းအထန်ယုံကြည်သွားခဲ့သူတဦးပါအပိုလိုအစီအစဉ်ရုတ်တရက်ရပ်ဆိုင်းသွားတာဟာကုန်ကျစရိတ်ထက်ပိုတဲ့ကြောက်ရွံ့မှုတစ်ခုရှိနေပုံရပါတယ်လပေါ်ကပြန်လာတဲ့အာကာသယာဉ်မှူးတော်တော်များများဟာအပြင်လောကနဲ့အဆက်အသွယ်ဖြတ်ပြီးတကူတဲ့အထီးကျန်စွာနေထိုင်သွားကြတာကိုသတိထားမိလားသူတို့ဘာကိုမြင်ခဲ့လို့လဲဘာကိုထုံမပြောရတာလဲအခု2025မှာတော့ NASA ဟာ Artemis 2 စီမံကိန်းနဲ့လပေါ်ကိုပြန်သွားဖို့ပြင်နေပါပြီဒါပေမဲ့ဒါလပေါ်ကိုလမ်းလျှောက်ဖို့တတ်မဟုတ်ပါဘူး NASA ရဲ့တကယ်ရည်ရွယ်ချက်ကလကဘာကို gas station တစ်ခုအဖြစ်ပြောင်းလဲဖို့ပါဘာလို့လဲဆိုတော့လရဲ့တောင်ဝင်ရိုးစွန်းမှာမိုင်ပေါင်းများစွာထူထပ်တဲ့ရေခဲပြင်ကြီးတွေရှိနေလို့ပါဒီရေခဲတွေကိုခွဲထုတ်လိုက်ရင်ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ရမယ်အဲ့ဒါဒုံးပြန်လောင်စာဖြစ်လာမှာပါမတ်စ်ကိုသွားမဲ့ဒုံးပြန်တွေကိုကဘာကနေလောင်စာအပြည့်နဲ့လွတ်တင်ရတာထက်လောက်ဝမှာတင်လောင်စာဖြည့်ပြီးမတ်စ်ကိုဆက်သွားတာကအစာပေါင်းများစွာပိုတက်တာပါတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာရှိတာကအာတင်မစ်2မှာပါဝင်မဲ့အာကာသယာဉ်မှူး4ယောက်ရဲ့ကံကြမ္မာပါသူတို့ဟာလကဘာပတ်လန်းထဲမှာမခီးစဉ်အတွက်လိုအပ်မဲ့ဒီစပိတ်ရောင်ကြီးတင်မှုကိုကိုယ်တိုင်ခံယူပြီးစမ်းသပ်ခံရမှာပါ NASA ကတော့ဒါကိုသိပ္ပံပညာလို့ခေါ်ပေမဲ့တကယ်တော့ဒါဟာမတ်စ်ကိုသွားဖို့အတွက်လူသားတွေကိုဂီနီပစ်လို့အသုံးချနေတာမဟုတ်ဘူးလားအာကာသရဲ့ရောင်ကြီးတွေဟာကဘာပေါ်က X-ray ရိုက်တာထက်အစာပေါင်းထောင်ချီပြင်းထန်ပါတယ်ဒီ၄ယောက်ဟာမတ်စ်ကိုသွားမဲ့လမ်းတစ်လျှောက်ဘလောက်အထိကင်ဆာရောဂါနဲ့မျိုးရိုးပီစာပျက်စီးမှုကိုခံနိုင်မလဲဆိုတာကို NASA အဖြေရှာဖို့သူတို့ရဲ့အသက်ကိုလောင်ကြီးထပ်ခိုင်းထားတာပါအခုကျွန်တော်တို့စဉ်းစားကြည့်အောင်မတ်စ်မှာလူနေမယ်ဆိုတာတကယ်ပဲဖြစ်နိုင်ပါမလား
လူတော်များများကမတ်စ်ကိုကဘာပေါ်ဆာဟာရာကန်နာရလိုမျိုးဖုံထူပြီးခြောက်သွေးတဲ့နေရာတစ်ခုလို့ထင်နေကြပါတယ်။ဒါပေမဲ့အမှန်တရားကတော့ဆာဟာရာကန်နာရဟာမတ်စ်နဲ့နှိုင်းယှဉ်ရင်နိဗ္ဗာန်ပုံတစ်ခုလိုပါပဲ။ကဘာပေါ်အချောက်သွေးဆုံးအကြမ်းတမ်းဆုံးဆာဟာရာကန်နာရထဲမှာတော့တင်ဟာအသက်ရှူဖို့လေးရှိတယ်။လုံလောက်တဲ့အပူချိန်ရှိတယ်။နောက်ပြီးကဘာတန်လိုက်စကွင်းရဲ့အကာအကွယ်ကိုရနေပါသေးတယ်။မတ်စ်မှာတော့ဒါတွေတစ်ခုမှမရှိပါဘူး။ဆာဟာရာကန်နာရရဲ့အပူချိန်ဟာ50ဒီဂရီအထိတက်နိုင်ပေမဲ့မတ်စ်ပေါ်မှာတော့ပြင်းပြအပူချိန်ဟာအနှုတ်60ဒီဂရီဝန်းကျင်မှာရှိနေတာပါ။ညဘက်ဆိုရင်အနှုတ်125ဒီဂရီဆဲလ်စီယပ်အထိကျဆင်းသွားတတ်ပါတယ်။ဒါဟာကဘာပေါ်ကအအေးဆုံးအနာတိကတိုက်ထက်တောင်အစပေါင်းများစွာပိုအေးတာပါ။ဆာဟာရာမှာတင်ရင်ငက်ရင်အိုအေစစ်ရှာလို့ရနိုင်သေးပေမဲ့မတ်စ်ပေါ်မှာတော့ရေဆိုတာအရေးအသွေးနဲ့မရှိပါဘူး။ရှိသမျှရေတွေဟာမြေအောက်ထဲမှာရေခဲအဖြစ်ပဲရှိနေတာပါ။နောက်ပြီးလေထုဖိအားကိုကြည့်မယ်ဆိုရင်မတ်စ်ရဲ့လေထုဟာကဘာဓာတ်အစတရာပိုပါလွှာပါတယ်။ဆာဟာရာမှာတင်ဟာအဝတ်အစားခပ်ပါးပါးနဲ့လမ်းလျှောက်လို့ရနိုင်ပေမဲ့မတ်စ်ပေါ်မှာတော့အာကာသဝတ်စုံမပါပဲခြေတလန်းလှမ်းလိုက်တာနဲ့တင့်သွေးတွေကနိုက်ထရိုဂျင်တွေဟာဘူပေါင်းတွေအဖြစ်ပြောင်းလဲသွားပြီးခန္ဓာကိုယ်တစ်ခုလုံးပေါက်ကွဲထွက်သွားမှာပါ။ဆာဟာရာမှာမှုန်တိုင်းတိုက်ရင်တင်ဟာမျက်စိမှိတ်ထားရောအကာအကွယ်ယူယုံနဲ့ရပေမဲ့မတ်စ်ပေါ်ဟာဖုံမှုန်တိုင်းတွေဟာတကြိုလုံးကိုလားနဲ့ချီဖုံးလန်းသွားနိုင်တာပါ။အဲ့ဒီဖုံမှုန်တွေဟာကဘာပေါ်ကဖုံမှုန်တွေလိုမဟုတ်ပဲအလွန်သေးငယ်ပြီးအစိတ်သင့်စေတဲ့ဓာတုစားတွေပါဝင်နေပါတယ်။ဒါကဘာပေါ်ကအန်ရအရှိဆုံးကန်နာရထက်မဟာအစာပေါင်းတန်းချီပြီးပိုကြောက်စရာကောင်းတယ်ဆိုတာကိုပြနေတာပါ။ NASA ကဒါတွေကိုသိရနေမတ်စ်ပေါ်မှာလူနေဖို့ဘာလို့အတင်းအကျပ်စ조사နေရတာလဲ။တစ်ဖက်မှာလည်းအခုချိန်မှာအာကာသဟာငြိမ်းချမ်းတဲ့နေရာတစ်ခုမဟုတ်တော့ပါဘူး။ဒါဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စစ်တလင်းဖြစ်လာပါပြီ။တရုတ်နိုင်ငံဟာလပေါ်မှာခြေဆိုင်စကန်ဆောက်ဖို့ NASA ထက်ပိုပြီးမြင်မြန်ဆန်းဆန်းလှုပ်ဆောင်နေပါတယ်။တရုတ်ရဲ့ချမ်းမစ်ရှင်တွေဟာလရဲ့တစ်ဖက်ခြမ်းဓာတ်ဆိုင်မှာခြေချနိုင်ခဲ့သလိုလပေါ်မြေကြီးတွေကိုပါကမ္ဘာကိုတည်လာနိုင်ခဲ့ပါတယ်။ဒါဟာ NASA ကိုအကြီးအကျယ်ထိတ်လန့်စေခဲ့တယ်။ဘာလို့လဲဆိုတော့လပေါ်မှာ Helium 3လို့ခေါ်တဲ့အဖိုးတန်တယံဇာတာတွေရှိနေလို့ပါ။ Helium 3တန်ဟာဒေါ်လာ9ဘီလီယံနေပါတန်ဖိုးရှိပြီးကမ္ဘာကြီးရဲ့စွမ်းအင်ပြဿနာကိုနှစ်ပေါင်းထောင်ချီဖြည့်ရှင်းပေးနိုင်ပါတယ်။တကယ်လို့တရုတ်ကသာဒီတယံဇာတာတွေကိုအရင်ဦးဆုံးထိန်းချုပ်နိုင်သွားမယ်ဆိုရင်အမေရိကန်ရဲ့ကမ္ဘာစွမ်းအင်စိုးမိုးမှုဟာချက်ချင်းပြိုလဲသွားမှာပါ။ဒါကြောင့်အာတီမစ်2ဆိုတာတကယ်တော့သိပ္ပံစူးစမ်းမှုထက်လပေါ်ရွှေတွင်းတွေကိုတရုတ်လက်ထဲမရောက်အမေရိကန်အလို့အရက်သွားနေတာပါ။ NASA ကတော့ဒါကိုပုံမှန်လင်းလင်းမပြောပါဘူး။ဒါသိပ္ပံပညာဆိုတဲ့ခေါင်းစဉ်အောက်ကတယံဇာတာလူပွဲတစ်ခုပဲဖြစ်ပါတယ်။ Elon Musk က Mars ပေါ်မှာလူသက်တမ်းနေထိုင်နိုင်တဲ့မြို့ကြီးတည်ဆောက်မယ်လို့အမြဲကြွေးကြော်ပါတယ်။ဒါပေမဲ့ NASA ဖုံးကွယ်ထားတယ်။ Mars ရဲ့တကယ်အခြေအနေကကြောက်စရာကောင်းလာပါတယ်။ကျွန်တော်စောစောကပြောခဲ့သလို Mars ရဲ့မြေကြီးထဲမှာ Fast Glow Ray လို့ခေါ်တဲ့ဓာတုစားတွေအများအများရှိနေပါတယ်။ဒီမြေမှုန့်တွေကအာကာသယာဉ်မှုတွေရဲ့ switch မှာကပ်ပါလာပြီးအသက်ရှူလမ်းကြောင်းတွေကိုရောက်သွားရင်တားရွက်ကလင်းတွေကိုဖျက်ဆီးပြီးတေးစေနိုင်ပါတယ်။ NASA ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာအခုထိအပြေရှာမရသေးပါဘူး။နောက်ပြီး Mars ပေါ်ကဖုံဖုံတိုင်းတွေတိုက်တဲ့အခါနေရောင်ခြည်ကနေစွမ်းအင်မရနိုင်သလိုလေထုတွေမှာအောက်ဆီဂျင်ထုတ်လုပ်တဲ့စက်တွေလည်းရပ်ဆိုင်းသွားနိုင်ပါတယ်။ဒါဟာ Mars ပေါ်မှာရှင်သန်ခြင်းထက်တေဆုံးမှုပိုနီးစပ်နေတာပါ။ဒုတိယက psychological breakdown စိတ်ပိုင်းဆိုင်ရာပျော်လဲမှုပါ။ကမ္ဘာကနေ Mars ကိုသွားဖို့အနည်းဆုံး9လကြာပါမယ်။အဲ့ဒီအချိန်တွင်းမှာအာကာသယာဉ်မှုတွေဟာကမ္ဘာမြေကြီးကိုအဆက်ကလေးအဖြစ်တောင်မမြင်ရတော့ပဲအမောင်တို့ထဲမှာပိတ်မိနေမှာပါ။ NASA လုပ်ခဲ့တဲ့မြေပြင်စမ်းသပ်ချက်တွေအရလူသားတွေဟာအဲ့ဒီလောက်အထီးကျန်တဲ့တန်ကိုမခံနိုင်ပဲရိုးသွတ်သွားနိုင်ခြေ80%ရှိနေပါတယ်။ကမ္ဘာနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါမိသားစုနဲ့ဝေးကွာသွားတဲ့အခါနောက်ပြီးပြန်လာလို့မရတော့ဘူးဆိုတဲ့အသိဝင်လာတဲ့အခါသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲသွားမှာပါ။ဒါကိုသိရတဲ့ NASA ဘာလို့ဆက်လုပ်နေရတာလဲ။သူတို့ဟာလူသားတွေကိုဂျိုးတင်နေချဲဖို့အတွက်စတေးကန်တွေအဖြစ်သတ်မှတ်ထားလို့လား။အာကာသထဲမှာနေရတာကရုပ်ရှင်နေရလို့မလှပပါဘူး။ Zero gravity ဆွဲငင်ရမယ့်အခြေအနေမှာလူသားတွေရဲ့အယိုးတွေဟာတစ်လကို1.5%နဲ့ပျော်ကျသွားပါတယ်။ Mars ကိုရောက်တဲ့အချိန်မှာအာကာသယာဉ်မှုတွေရဲ့အယိုးတွေဟာအသက်80အရွယ်အဖိုးအိုတွေလိုဖြစ်နေမှာပါ။ကြွက်သားတွေကလည်းအလုံးမလုံးတော့တဲ့အတွက် Mars ပေါ်ရောက်သွားတဲ့အခါသူတို့ဟာလမ်းတောင်မလျှောက်နိုင်ပဲသွားရမယ့်အခြေအနေမျိုးဖြစ်နိုင်ပါတယ်။နောက်ထပ်ထိတ်လန့်စရာကအမြင့်အာရုံကွဲပြောက်ခြင်းမှာ
အာကာသထဲမှာကြာကြာနေရင်ဦးကောင်းကုန်တွေကဖိအားတွေကြောင့်မျက်လုံးအာရုံကြောတွေပျက်စီးပြီးအာကာသရင်မှုတော်တော်များများဟာအမြင်အာရုံဝေဝါးလာကြပါတယ်ဒါဟာမခီးစင်မှာအကြီးမားဆုံးအဟန့်အတားဖြစ်ပေမဲ့နာဆာကဒါကိုအများပြည်သူသိအောင်အကျယ်တဝင့်မရှင်းပြပါဘူးသူတို့မှဒါကိုကုသဖို့စေပညာလဲအစင်အသင့်မရှိသေးပါဘူးအာတီမစ်2ကနေမတ်စတီတွားမဲ့ခီးစင်ဟာလူသားမျိုးတွေရဲ့တမိုင်းတက်ကိုရေးထိုးမှမှန်ပေမဲ့အဲ့ဒီနောက်ကွယ်မှာနာဆာရဲ့နိုင်ငံရေးကစားကွက်တွေတယံဇာတာလူပွဲတွေနဲ့လူသားတွေရဲ့အသက်ကိုလောင်းကြီးထပ်ထားတဲ့စမ်းသပ်ချက်တွေရှိနေပါတယ်ကျွန်တော်တို့ဟာမတ်စမာလူနေဖို့တကယ်ပဲအစင်သင့်ဖြစ်နေပြီလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့မိခင်ကဘာမြေကိုပျက်စီးအောင်လုပ်ပြီးမှတခြားကြိုတစ်ခုကိုရှာပြေးကြတာလားအမှန်တရားကတော့ NASA ပြသတဲ့ CGI ဗီဒီယိုတွေထက်ပိုပြီးတော့ခါသီးပါလိမ့်မယ်။လပေါ်မှာကျွန်တော်တို့မသိသေးတဲ့အင်အားစုတွေရှိနေသေးလား။အာကာသယာဉ်မှုတွေရဲ့အသက်ကိုဒေါ်လာဘီလီယံပေါင်းများစွာနဲ့ဘာလို့လဲလှယ်နေတာလဲ။တကယ်တော့မှခီးစင်ဆိုတာအမေရိကန်အစိုးရရဲ့အာဏာပြပွဲတစ်ခုဖြစ်နေပါတယ်။သူတို့ဟာငါတို့ကကမ္ဘာပေါ်မှာတည်းမကောက်စัจ java ထဲမှာပါအင်အားအကြီးဆုံးဆိုတာကိုပြချင်နေတာပါ။ဒါပေမဲ့အဲ့ဒီအတွက်ပေးဆက်ရမယ့်တန်ဖိုးကတော့အာကာသယာဉ်မှုတွေရဲ့အသက်နဲ့စိတ်ကြမ်းပါရေးပါပဲ။သင်ရောဘယ်လိုထင်လဲ။လူသားတွေမတ်မှာအခြေချနိုင်မယ်လို့ယုံကြည်လား။ဒါမှမဟုတ်ဒါဟာ NASA ရဲ့ဘီလီယံနဲ့ချီတဲ့ပိုက်ဆံဖြုံးသိမ်းမှုတစ်ခုပဲလား။လကဘာပေါ်ဟာ2မိနစ်စာလိုဝက်ချက်ကရောဘာဖြစ်နိုင်မလဲ။ကိုမန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်နော်။အခုလိုဗဟုသုတရစရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ရော။အားလုံးကျေးဇူးတင်ပါတယ်။